နော်ဒီအကိုရဲ့အတန်ကိုကြားဖို့အတွက်ထိုင်းဆောင်နေလို့လည်းအများကြီးရှိပြီကိုကီရအတန်ကြီးပဲကြားနေရလို့နော်ဒါကိုမာလင့်အတန်ကြားခြင်းပါတယ်ဆိုတော့လူတွေလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်ကိုမာလင့်ကို STP နဲ့ပတ်သက်ပြီးတော့ဗောနော် update လေးတွေ progress တွေပြောပြပေးဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါမယ်ဟုတ်ကိုမာလင့်မင်္ဂလာပါ ဟုတ်ကဲ့ပါမင်္ဂလာပါကိုကီရာကျွန်တော်အတန်ကြားလားမသိ ဟုတ်ကြားပါတယ်ခင်ဗျာ ဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကို slide လေးတစ်ချက်ပြောင်းပေးပါဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒီနေ့ STP ရဲ့အကြောင်းတွေကိုပြောပြသွားမှာပေါ့နော် STP ကတော်တော်များများကဒီ slide ထဲက information တွေကတော့တည်ပြီးသားတွေဖြစ်ပါလိမ့်မယ်ကျွန်တော်တို့မှာ STP မှာ currency 11 currency ဒီရှိသမျှဟာတွေပေါင်းလိုက်ရင်17ခုပေါ့နော်ရွှေပါထည့်ပေါင်းထားရင်ရှိတယ်relationship manager colleagues တွေ100ကျော်200နီးပါးကျွန်တော်တို့မှာရှိတယ်ဒီထဲမှာ ICO1 ICO2 25 million ရှိတာတို့ဒါတွေကကျွန်တော်အားလုံးတည်ပြီးသားဖြစ်ပါလိမ့်မယ်ဒီဟာကိုကြည့်လိုက်ရင်ကျွန်တော် highlight လုပ်ချင်တဲ့ဟာကတော့ကျွန်တော် transition ပေါင်း million နဲ့ချီပြီးတော့လှုပ်ပေးပြီးသွားပြီဒီနံပါတ်တွေကဒီထက်အများကြီးထက်တိုးသွားဖို့ပဲရှိတယ်ဒီနံပါတ်ကဘယ်လောက်မြန်တိုးနေလဲဆိုတော့ Spring Bee ကိုပဲကြည့်မယ်ဆိုရင်ဒီမှာ9000လို့ record လုပ်ထားတယ်ဒါပေမဲ့ဒီ9000ကအခုချိန်မှာ Spring Bee register account မှာပေါ့နော်တသိန်းကျော်နေပြီဆိုတော့ဒီ account ကလည်းဆက်ပြီးတော့တိုးသွားအောင်မဲ့ account တွေပေါ့နော်အခု token holding amount ဆိုတော့ account ဆိုလို့ရှိရင်ကျွန်တော်9သိန်းကျော်ရှိတယ်ဒါကexchange listing သာလာလို့ရှိရင်ဒီ account တွေကလည်းဒီထက်အများကြီးဆက်ပြီးတော့တိုးသွားမှာပေါ့နော် strategic partner တွေကတော့စောစောကဟိုကိုကီရောကိုကယ်ဗင်ရောပြောပြပြီးသွားပြီကျွန်တော်ဒီလမ်းကြောင်းကိုတယောက်တည်းရှောက်နေတာမဟုတ်ဘူးကျွန်တော်အားလုံးနဲ့အတူတူရှောက်နေတဲ့လမ်းကြောင်းဖြစ်တယ်ပေါ့နော်အဲ့အတွက်ဒီခီးကပန်းနိုင်ကိုကျွန်တော်ရအောင်သွားနိုင်မယ်ဆိုတာကျွန်တော်ကတော့ယုံကြည်တယ်အားလုံးနဲ့လည်းအတူတူဆက်ပြီးတော့ရှောက်ချင်တယ်ဆိုတော့ STP ကအသစ်တွေ plan ထားရရှိသေးတယ်ဒါပေမဲ့အဲ့ဒါကိုတော့ဒီ slide မှာတော့မပြောသေးဘူးနောက် exchange listing နောက်ပိုင်းမှာဘာတွေဆက်လုပ်မယ်ဆိုတဲ့ slide ရောက်မှာပဲကျွန်တော်အဲ့ဒါကိုဆက်ပြီးတော့ပြောပြပါမယ်အခုတော့ကျွန်တော် next slide မှာဒီ Spring Bee နဲ့ပတ်သက်ပြီးတော့ phase 2ကိုဘယ်လိုမျိုးလုပ်ထားတယ်ဆိုတဲ့ဟာလေးကိုကျွန်တော် highlight လုပ်ချင်တယ်Spring Bee ဆိုတာကSTP token ကို exchange listing သွားဖို့အတွက်ပေါ့နော်ဒီ community ရဲ့အင်အားကိုပြဖို့အတွက်ကျွန်တော်ပြီးခဲ့တဲ့နှစ်ဒီအချိန်လောက်ပဲတိုက်ဆိုင်ဒီနေ့ call က Spring Bee ရဲ့ anniversary နဲ့တော်တော်ကတ်တယ်အဲ့ဒါကိုတော့အခုကျွန်တော်တို့ community ထဲမှာတကယ် Spring Bee hack call ဆော့နေတဲ့သူတွေ date ကလေးများမှတ်မိမလားမသိဘူးပေါ့နော်ကျွန်တော်အဲ့ဒါတော့ quiz လေးအနေနဲ့ထားလိုက်ပါမယ် date ကိုတည်တဲ့သူတွေကတော့STP ရဲ့ Telegram General Community ထဲမှာ share ပေးကြပါအောင်ပေါ့နော်ဒီ Spring Bee ကဘယ်တုန်းကများစခဲ့တာလဲပြီးခဲ့တဲ့နှစ်ပဲအချိန်လောက်လဲပေါ့နော်ကျွန်တော်တို့စခဲ့တုန်းကတော့3လ project ဆိုပြီးတော့စခဲ့တာတကယ်ကိုကြာခဲ့ပါတယ်ခီးလန်းရှည်ကြီးကိုအတူတူရှောက်ခဲ့ကြတယ်ဒါပေမဲ့ဒီရှောက်ခဲ့ရတဲ့ခီးလန်းရှည်ကြီးကအားလုံးအတွက်အမှတ်တရဖြစ်မယ်လို့ကျွန်တော်ကတော့ယုံတယ်နော် Spring Bee ရဲ့ကာလတောက်လျှောက်မှာကျွန်တော်မှတ်တိုင်တွေတစ်ခုပြီးတစ်ခု site ထူနိုင်တယ်နော် Spring Bee ရဲ့ဒီbee power လို့ပြောရမလားเนาะကျွန်တော်ပြားတွေရဲ့အင်အားကိုအသုံးပြုနိုင်ပြီးတော့ကျွန်တော် project တွေတစ်ခုပြီးတစ်ခုကို highlight လုပ်ပေးနိုင်တာဒါ STP ရဲ့ exchange listing ကလည်းအပါဝင်ဖြစ်ဒီ Spring Bee ရဲ့တွန်းတဲ့အင်အားကြောင့်ပေါ့နော်ကျွန်တော် exchange တွေအများကြီးနဲ့စကားတွေအများကြီးပြောပြခဲ့တယ်ဒါကိုလည်းကျွန်တော်နောက် slide ကြရင်အသေးစိတ်တွေဆက်ပြီးတော့ပြောပြပါဦးမယ်เนาะအဲ့တော့ဒီ Spring Bee ကအခုဆိုရင်သူ့ရဲ့ရည်ရွယ်ချက်ကိုပြည့်လူနီးနီးဖြစ်ပြီပေါ့နော်အဲ့ဒီပြည့်လူနီးနီးဖြစ်တဲ့အချိန်မှာကျွန်တော်ဒီ point 3ခုနဲ့ဆက်ပြီးတော့သွားဖို့စီစဉ်ထားတယ်နော်အဲ့ point 3ခုကိုကျွန်တော်ရှင်းမပြတော့ဘူးဘာဖြစ်လဲဆိုတော့အခုချိန်က Spring Bee ရဲ့ phase 1ကပြီးခဲ့နီးဖြစ်တဲ့အချိန်ရောက်လာတယ် Spring Bee ကိုဆက်ပြီးတော့နောက်ထပ်ဒီတဲ့ပို့ပြီးတော့ကောင်းတဲ့ဒီတဲ့ပို့ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားစရာဒီတဲ့ပို့ပြီးတော့အမြင့်တွေကိုရောက်ဖို့ခေါ်သွားနိုင်မဲ့သူတယောက်ကဒီနေ့ call ထဲမှာကျွန်တော်တို့နဲ့အတူရှိနေတယ်Spring Bee ကိုဆက်ပြီးတော့ဥဆောင်သွားမဲ့သူကိုကျွန်တော်ဖိတ်ချင်တယ်ဘယ်သူဖြစ်မယ်ထင်လဲပေါ့နော်ကိုကယ်ဗင်တော့မဟုတ်ပါဘူးကိုကယ်ဗင်မဟုတ်ပါဘူးဒါကျွန်တော်ကိုပဲဒီ call အတွက်
စောကစကားပြောဖို့ဖိတ်သွားတဲ့ကိုကီယာဖြစ်ပါတယ်เนาะကိုကီယာကတော့ကျွန်တော် Spring Bee ကိုနောက်ထပ်ဒီတဲ့မြင့်တဲ့နေရာတွေကိုခေါ်သွားမယ်เนาะဥဆောင်ပြီးတော့ခေါ်သွားမယ်သူဖြစ်ပါတယ်ကိုကီယာကဒီ Spring Bee ဆက်သွားမယ် point 3 point ရယ်အဲ့3 point ရယ်တစ် point ချင်းစီကဘာအဓိပ္ပာယ်လဲဆိုတာလေးကိုရှင်းပြဖို့ကျွန်တော်ကပြန်ဖိတ်ပါတယ်ကိုကီယာ ဟုတ်ကိုမလေးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်အားလုံးပဲမင်္ဂလာပါအခုတော့ကိုမလေးပြောသလိုပေါ့နော်အရင်တော့ပြားဘရင်မှာကိုမလေးပေါ့နော်အခုတော့ဘရင်မှာကျွန်တော်ဖြစ်သွားပြီပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ Spring Bees ကတော့အခုကကိုမလေးပြောသွားသလိုပဲပေါ့နော်ကျွန်တော်တို့ဝင်လာတဲ့အချိန်မှာ3လ project 6လ project ဆိုပြီးကျွန်တော်စဉ်းစားခဲ့တယ်စဉ်းစားခဲ့ပြီးဒါကျွန်တော်တို့ entire ကျွန်တော်တို့ community နဲ့အတူတူမောင်းတင်ခဲ့တာပေါ့နော်အခုတော့ကျွန်တော်တစ်နှစ်ပြည့်တော့မယ်ပေါ့နော်အခုကွန်မြူနီတီမှာလည်းပြောကြတာတွေ့တယ်အကုန်လုံးမှတ်မိကြတယ်ပေါ့နော်ကျွန်တော်တစ်နှစ်ပြည့်ကန်ကြီးရေကိုမှတ်မိကြတယ်ဆိုတော့ကျွန်တော်တို့ timeline တွေချပေးခဲ့တာလည်းရှိတယ်ပေါ့နော်အဲ့ဒီ timeline roadmap အတိုင်းကိုကျွန်တော်အခုပွားနေတယ်ကျွန်တော်အချက်3ချက်နဲ့ကျွန်တော်ဒီနေ့ Spring Bee နဲ့ Poland update တွေကျွန်တော်ပြောချင်တယ်ပေါ့နော်ပထမအချက်ကတော့ဒါအားလုံးမျှော်လင့်နေတဲ့စောင့်နေတဲ့အတိုင်းပဲ point conversion ဖြစ်မယ်ဆိုတော့ point conversion ကတော့ကျွန်တော်တို့အခု Poland နဲ့ STP token ဒါ exchange လုပ်ဖို့တော့ပေါ့နော်ဒီရက်ပိုင်းအတွင်းနော်ဒီလပိုင်းအတွင်းမှာဖြစ်မယ်ကျွန်တော်တို့ဖြစ်တဲ့အချိန်ကျရင် STP ကနေကျွန်တော်တို့ကြီးညာပေးမယ်ဒါကျွန်တော်တို့ Spring Bee ဒီ airdrop project ဖြစ်တဲ့အတွက်ကြောင့်မလို့ airdrop project ရဲ့ nature အတိုင်းကိုသူ့မှာ criteria ရှိနေပေါ့နော်ဒါ criteria နဲ့ပြည့်မီတယ်ဆိုလို့ရှိရင်ဒါပြည့်မီအောင်လည်းအကုန်လုံးကစူးစမ်းနေကြကျွန်တော်တွေ့တယ်ပြည့်မီမယ်လို့လည်းကျွန်တော်ယုံနေပေါ့နော်ဆိုရင်ဒါကျွန်တော်တို့ token နဲ့ exchange လုပ်ရမယ်အဲ့တော့ဒီဟာပြီးသွားရင်နောက်ထပ်တစ်ဆင့်ကပါလာမလဲပေါ့နော်ဆိုရင်ကျွန်တော်တို့ NFT လာမယ်နော် NFT ကိုကျွန်တော်အခု develop လုပ်နေပြီ system အရကောကျွန်တော်ဒီပြားပုံလေးတွေပေါ့နော်ဆိုတော့ကျွန်တော်လုပ်နေပြီအဲ့ဒီမှာလေ criteria တွေရှိမယ်ကျွန်တော်ဒါ distribute လုပ်သွားပေးဖို့ plan တွေအခုတည်းကစပြီးတော့စီစဉ်နေရှိတယ်အဲ့တော့ဒါပထမနှစ်ချက်ကကျွန်တော်တို့အရင်တော့ကလည်းပြောခဲ့တယ်အခုလည်းကျွန်တော်တို့ပြောတယ်နော်ဆိုတော့လူတိုင်းကမေးတယ် Spring Bees ကအကယ်လို့ပေါ့နော်ဒါတွေပေးပြီးသွားရင်ဘာဖြစ်မှာလဲပေါ့နော်ဆိုတော့ Spring Bees ကဒီ game ကိုကျွန်တော်တို့က airdrop လုပ်ပြီးသွားတယ်ပြီးသွားမှာလားဆိုမိကုန်းနေရှိအဲ့တော့ကျွန်တော်တို့ကအဲ့ဒီတိုင်းပဲကျွန်တော်ပြန်စဉ်းစားတယ်ပေါ့နော်ကျွန်တော် Spring Bees ကိုဘာလုပ်ကြမလဲပေါ့နော်ဆိုပြီးတော့ကျွန်တော်တို့စဉ်းစားကြတယ်မှာ Spring Bee version 2အတွက်ကိုစပြီးတော့အခုပေါ့နော်အင်္ဂလိပ်စီနဲ့ကိုမာလင်းတို့ကနေပြီးတော့မှကျွန်တော်ဒီ project ကိုဦးဆောင်ဖို့ဒါ assign လုပ်တဲ့အချိန်မှာကျွန်တော်စစဉ်းစားတယ်ပေါ့နော်ကျွန်တော်တို့တော်လန်ပြည်သူမောင်နှမတွေအကူမတွေအကုန်လုံးကဒါတော်လန်ကြီးမှာအခုချိန်ထိရဲရဲပါဝင်နေတယ်အဲ့ဒီတိုင်းပဲဒါကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတယ်ဆိုတဲ့စကားအတိုင်းပဲပေါ့နော်ဒီ community Spring Bee မျိုးပြားလေးတွေနဲ့အတူကျွန်တော်တို့ကဒီထက်ပိုပြီးတော့အကုန်လုံးကိုမြင့်တင်ပေးမဲ့ model ကိုကျွန်တော်စစဉ်းစားတယ်ပေါ့နော်ဆိုတော့ဘယ်လိုလုပ်မယ်ဘာတွေလုပ်မလဲဆိုတော့ကျွန်တော်မပြောသေးဘူးဒါကတော့ spoiler လုပ်သလိုဖြစ်မှာဆိုလို့ပေါ့နော်ဒါပေမဲ့ခုနပြောတဲ့ model ကတော့ base ခံတာဒီကျွန်တော်တို့မှာကျွန်တော်တို့ရှိတယ်ဆိုတဲ့စကားအတိုင်းကျွန်တော်တို့ကအတူတူလက်တွဲပြီးသွားကြမယ်လုပ်ကြမယ်အားလုံးတိုက်တွန်းနဲ့ပါဝင်ကြမယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်စီစဉ်ထားတယ်နော်ဒါ spoil မလုပ်တော့ဘူးအဲ့တော့ဒီမှာကိုချက်ကပြောတယ်ဟာ NFT လာမယ်ဆိုတော့ NFT လေးတစ်ခုတော့ပြလိုက်ပါလားဆိုပြီးတော့ပြောတယ်ကျွန်တော်မပြသေးဘူးလူတွေ surprise တိုက်ချင်တယ်နော်လူတွေ surprise တိုက်ချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကနေပြီးတော့ဒီနေ့တော့မပြသေးဘူးဒါပေမဲ့ဒါအချိန်တစ်ခုရောက်လာတဲ့အခါကြလို့ရှိရင်ပေါ့နော်ဒါကျွန်တော်တို့ထုတ်ပြမယ်အဲ့ဒီခါကျရင်လူတိုင်းအဲ့ဒီချိန်မှာကြီးလိုက်တဲ့အခါကြလို့ရှိရင် surprise ဖြစ်နိုင်မဲ့ factor လေးတွေပါတယ်နော်သဘောတရားလေးတွေရှိမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့တော့ spoil မလုပ်ပါဘူးဒါပေမဲ့ဒီနေ့ spoil လုပ်တဲ့ကိစ္စဒီ Spring Bees ဒီ
ကျွန်တော်တို့ပိုလန်နဲ့ exchange လုပ်ပြီးသွားတာပဲဖြစ်ဖြစ်နော် NFT ပေးလိုက်ပြီးပဲဖြစ်ဖြစ်ဒီ Spring Bees product ကတည်သွားမှာလားဆိုပြီးတော့မေးတဲ့မေးခွန်းကိုကျွန်တော်က spoil မှာဖြစ်တယ်ကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်ညူးပြားနေတဲ့အတူတူတော်လန်ရေးမှာရုံးချွတ်ပါဝင်ဖို့အတွက်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်အားလုံးပေါင်းပြီးတော့ဆက်တွန်းသွားဖို့အတွက်ကိုစီစဉ်နေပါတယ်အဲ့အတွက်ကိုကျွန်တော်ကဒီနေ့မှာပေါ့နော်ဒါကျွန်တော်တို့ရဲ့ပြည်သူတွေကိုချပြပေးတာဖြစ်ပါတယ်ပေါ့နော်ဟုတ်အဲ့အတွက်လည်းအကုန်လုံးရင်ကုန်စိတ်လို့ရှားစားနဲ့ဝိုင်းဝန်းတိုက်တွန်းပေးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒါကျွန်တော်တို့အင်္ဂလိပ်ရှိမှာ Spring Galaxy အကြောင်းလေးပြောပြပြီးပြီ update ကိုเนาะကျွန်တော်တို့အခု STB ရဲ့ progress update လေးဟိုမှာလည်းပြောပြပြီးပြီကျွန်တော်ကနေပြီးတော့လေ Spring Bees အကြောင်းကိုပြောပြပြီးသွားပြီဆိုတော့နောက်လာမယ့်ကိစ္စကဘာဖြစ်မယ်ထင်တယ်ပေါ့နော်ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးမယ့်ကိစ္စကဘာလဲဆိုတော့ကျွန်တော် exchange list နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်နော်အဲ့တော့ exchange list နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးမယ်ဆိုတဲ့အခါကျတော့အရင်ဆုံးအခုသိမယ်နော်ဖြစ်နေတဲ့ market အခြေအနေသိမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ STB အနေနဲ့ဘယ်လို impact မျိုးတွေရှိတယ်ဘာတွေဖြစ်နေလဲဆိုတာတွေကိုဆွေးနွေးတိုင်ပင်ဖို့ကျွန်တော်အင်္ဂလိပ်ကိုပြန်လည်ဖိတ်ခေါ်ခြင်းနဲ့အင်္ဂလိပ်မင်္ဂလာပါဟုတ်ကိုခီရာမင်္ဂလာပါခင်ဗျကျေးဇူးပါပဲကျွန်တော်အဲ့ဒီ market condition လေးအကြောင်းမပြောခင်ပေါ့လေဟုတ်ကျေးဇူးပါပဲကိုခီရာကျွန်တော်အခုက spring bee နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတလားပြန်ဆုတ်ချင်เนาะကျွန်တော်တို့ spring bee ဆိုတာကိုတငယ်တဲ့တစ်နှစ်နီးပါးလောက်ကပေါ့ကိုမလည်းခုနပြောရတယ်စတယ်အဓိကကတော့ exchange listing အတွက်ကိုကျွန်တော်တို့ဒီ community တခု create လုပ်မယ်ပြီးတော့ဒီ community ကိုလည်း exchange listing အောင်မြင်ဖို့အတွက်ကိုသူတို့အားရည် energy တွေကိုသုံးသွားမယ်ပေါ့နော်အခုညီတောင်းပြီးတော့သုံးသွားမယ်အခုနောက်ပိုင်းကျတော့အားရည် activist တွေတကယ် positive community spirit ကိုကျွန်တော်တို့က exchange listing အောင်မြင်သွားတာနဲ့လွတ်ချလိုက်ဖို့ဆိုတာမဖြစ်သင့်ဘူးဆိုပြီးတော့ကျွန်တော်တွေ့တယ်အဲ့ဒါကြောင့်လို့ကျွန်တော်တို့ကနောက်တစ်ဆင့်ခုနကကိုခီရာပြောတဲ့အတိုင်းဆက်ပြီးတော့ဆွဲခေါ်သွားဖို့မြန်မာပြည်တစ်ကိုပြန်လဲထူထောင်တဲ့အချိန်မှာဥဆောင်ဖို့ဒီ community တစ်ခုလုံးကရှိထားပြီးသားဆိုတော့အဲ့ဒါကိုဖြစ်သွားဖို့ဆိုပြီးတော့ကျွန်တော်တို့ကဲကို high special program တွေနဲ့တကယ် exciting ဖြစ်တဲ့ program တွေနဲ့တွားမှာเนาะအဲ့ဒါကြောင့်ကျွန်တော်ခုနအစလေးကပြောတယ်ကျွန်တော်ရဲ့ biggest challenge နှစ်ခုပါ talent လေးရှာတာအရင်အရေးကြီးတယ်နောက်တစ်ခု funding ရဖို့လည်းအရင်အရေးကြီးတယ်ပေါ့လေเนาะအဲ့ဒီတော့ကျွန်တော်တို့ဒီ group အထဲကနေရောအပြင်ကနေရောရှာတယ်အဲ့ဒီအချိန်မှာနောက်ဆုံးမှာကျွန်တော်တို့ကိုခီရာကို Queen Bees အနေနဲ့ပေါ့ပြားပင်မကြီးနေနဲ့သူကို appointment လုပ်ပြီးတော့သူ့ကိုဆက်ဦးဆောင်မှုကျွန်တော်တောင်းပေးလိုက်တာကျေးဇူးပြုရကိုခီရာကိုဆက်ပြီးတော့ support လုပ်ကြပါဒီ Spring Bees program ကိုလည်းဆက်ပြီးတော့ဝန်ရံပေးကြဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်တယ်နော်ကိုမလင်းတို့နောက်ွယ်မှာရှိအောင်ပဲကျွန်တော်လည်းနောက်ွယ်မှာရှိမယ်ဒါပေမဲ့ Spring Bees နဲ့ပတ်သက်ရင်တော့ကိုခီရာရဲ့ဆုံးဖြတ်ချက်တွေနဲ့ဆက်ပြီးတော့ရှေ့ဆက်သွားပါနော်ကျေးဇူးပါပဲနောက် slide လေးတစ်ခုသွားမယ်ဆိုရင်ကျွန်တော်တို့ exchange listing အတွက်ကိုစဉ်းစားတယ်ပြီးတော့ STB ရဲ့ asset management ပေါ့လေကျွန်တော်တို့ရှိထားတဲ့ asset under management တွေအတွက်လည်းကျွန်တော်တို့ investment returns ရဖို့အများအားလုပ်နေတယ်ပြီးတော့ကျွန်တော်တို့ risk management အပိုင်းမှာလည်းအများအားပြန်ပြီးတော့ကြည့်တယ် September ကတော့ကျွန်တော်ဒီ graph လေးပါ share ထားပေးတယ် September ကကျွန်တော်တို့ crypto history မှာဆိုရင်အစိုးဆုံးလာပေါ့เนาะဒါမှအနည်းအောင်တစ်ခုပဲသူက average လောက်လိုက်မယ်ဆိုရင်တကယ် historically 4.7 negative ဖြစ်တယ်လား September အဲ့ဒီတော့ကျွန်တော်တို့ September မှာကိုအရင်က September မှာ listing သွားဖို့ plan လုပ်ခဲ့ပြီမယ်မဖြစ်သင့်တော့ဘူးလို့ကျွန်တော်တို့ဆုံးဖြတ်ခဲ့တယ်နောက်တစ်ခု October အစပိုင်းမှာလုပ်ဖို့ကျွန်တော်တို့အမှန်ပြောရမယ်ဆိုရင်ကျွန်တော်တို့ target လုပ်တယ်အဲ့ဒီ detail ကိုတော့ comment ဆက်ဆွေးနွေးသွားမယ်
ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်အောက်တိုဘာအစပိုင်းမှာမဖြစ်လိုက်တာလေကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့ community တစ်ခုလုံးပေါ့လေ token holders တွေအတွက်ကတော့ဒါတကယ်ကောင်းတဲ့အရာတစ်ခုလို့ကျွန်တော်ကတော့မြင်တယ်ဗျာ။ဘာကြောင့်လဲဆိုတော့အားလုံးသိတဲ့အတိုင်းအောက်တိုဘာ10ရက်တုန်းကလွန်ခဲ့တဲ့9ရက်တုန်းကပေါ့လေတမိုင်းမှာ crypto တမိုင်းမှာဆိုရင်အကြီးဆုံးအရှုံးပေါ်သွားတဲ့နေ့เนาะအဲ့ဒါက19 billion US dollar 19 billion လောက်ကိုငွေတွေဆုံးရှုံးသွားတယ်တရက်အတွင်းမှာပေါ့လေဆုံးရှုံးသွားတယ်နေ့အဲ့ဒါနဲ့လေကျွန်တော်တို့ကံကောင်းစွာရှောင်နိုင်နေတယ်နောက်တစ်ခုဒါကတော့သတင်းကောင်းလေးတစ်ခုအောက်တိုဘာ9ရက်မှာကျွန်တော်တို့ကိုမလင်းပါတယ်ကျွန်တော်ပါတယ်နောက်တော့ကို Morris ဆိုတဲ့ကျွန်တော်တို့အစိုးရနဲ့ပတ်သက်တဲ့ ecosystem နဲ့ပတ်သက်တဲ့ဥဆောင်နေတဲ့တယောက်ကို Morris ပါတယ်3ယောက်ကျွန်တော်တို့ဝန်ကြီးဆရာဦးတင်ထွန်းနိုင်ဥဆောင်ပြီးတော့ပေါ့လေကျွန်တော်တို့တော်လှန်ရေးအစိုးရ cabinet exchange listing အတွက် approval ရဖို့ကျွန်တော်တို့တင်ပြရတယ်ဆွေးနွေးရတယ်ပြီးတော့သမရာကြီးဝန်ကြီးချုပ်ကြီးအပါအဝင်ကျွန်တော်တို့ဝန်ကြီးတွေအကုန်လုံးဝန်ကြီးတွေဒုဝန်ကြီးတွေပါတယ်ပေါ့ဗျာသူတို့ဘက်ကတခဲနဲ့ထောက်ခံပြီးတော့ support လုပ်ပေးကြတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ cabinet ရဲ့ approval အောက်တိုဘာ9ရက်နေ့မှာရသွားပြီเนาะအဲ့ဒီတော့နောက်ဆုတ်ဖို့အကြောင်းမရှိတော့ဘူးကိုမလေးအသေးစိတ်ကိုဆက်ရှင်းပြသွားပါမယ်ဒါပေမဲ့နောက်ဆုံးတစ်ကြောင်းလေးကျွန်တော်ရှင်းပြချင်တာအခု trade war ongoing ဖြစ်နေတယ်နိုင်ငံရေးအခြေအနေမတည်ငြိမ်တာတွေလည်းတော်တော်ကြီးကိုဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ရဲ့ personal view ပေါ့လေ historically October November ကတော့ crypto မှာဆိုရင်တကယ် one of the best months เนาะအခုကလည်းမကြခင် US က Federal Reserve က interest rate ကို cut တော့မယ်နောက်ထပ်နှစ်မကုန်ရင်နှစ်ခါလောက် cut မယ် interest rate ကို short ချမယ်ပေါ့လေအဲ့ဒီတော့ funding တွေက extra liquidity market တွေကိုစီးဆင်းလာမယ်အဲ့ဒါကြောင့်မလို့ trade war စီးပွားရေးတိုက်ပွဲတွေနိုင်ငံကြီးတွေကြားမှာဖြစ်နေတာတောင်မှ crypto market ကတော့ပြန်ထောင်တက်တော့မယ်လို့ကျွန်တော်တို့ဘက်ကတော့မျှော်လင့်ချက်တွေထားတယ်ပြီးတော့အဲ့ဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ STB exchange listing ကိုလည်းကျွန်တော်တို့ plan နေတယ်เนาะအဲ့ဒါကြောင့်မလို့ Kokira ကျေးဇူးပြုရေ Kokira မခေါ်လဲကျွန်တော်ကတော့ကိုမလိန်ကိုစင်ပေါ်ဖိတ်ပြီးတော့ exchange listing နဲ့ပတ်သက်တဲ့ detail လေးတွေကိုလည်းဆက်ဆွေးနွေးသွားဖို့ကျွန်တော်ဖိတ်ခေါ်ပါရစေကျေးဇူးပါပဲဗျာ